Hello ဒီနေ့မှာတော့ April ဝယ်လာခဲ့တဲ့ပေါ့နော် Digital က မိုင်လေးကို unboxing လုပ်သွားပါမယ်သူကအားသွင်းမယ်ဆိုလို့ရှိရင်ဒီထဲမှာရေးထားတာဆိုရင်တော့တနားရီသွင်းရမယ်ကိုပြန်သုံးတဲ့အချိန်ကျရင်တော့8နာရီထိပေါ့နော်ဘက်ထရီကခံတယ်လို့ပြောထားပါတယ်သူ့ရဲ့ဘူးပုံစံလေးကဒီလိုလေးလာပါတယ်မသူကသူ့ရဲ့ case လေးပါတယ်ပေါ့နော်ဒီလိုလေးပါဒါလေးပါသူကဒီမှာဒီမိုက်လေးကကြာနှစ်ခုပါတယ်နှစ်ခုကဒီအင်ကြီးမှာပဲညက်သုံးတော့ဒီလိုလေးပဲပျော်ပျော်ရတယ်ပေါ့နော်နှစ်ခုပါတယ်ပြီးတော့ကျတော့ဒါကဖုန်းမှာဖုန်းမှာပေါ့နော်တက်ရမယ့်ဟာလေးဖုန်းမှာတက်ရမယ့်ဟာလေးဒီဘက်က iOS အတွက်တစ်ခုပါတယ်ပြီးတော့ဒီဘက်ကကျတော့ Type C ဟာပါတယ်ပေါ့နော်ဒီ iPhone ကိုနောက်ပိုင်းထွက်လာတဲ့ model အမြင့်နေဆိုလို့ရှိရင်တော့ဒီ Type C နဲ့လည်းအဆင်ပြေတယ်ပေါ့နော်ဒီအရင် model ဆိုလို့ရှိရင်ဒီဟာလေးနဲ့လည်းအဆင်ပြေပါတယ်သူနှစ်မျိုးသုံးလို့ရတယ်ပေါ့နော်နှစ်မျိုးသုံးလို့ရတော့အဆင်ပြေတယ်ပြီးတော့ဒီပေါ့အားသိမ်းမယ်ဆိုရင်ဒီ case ကနေပြီးတော့သူကဘာလုပ်ရမှာလဲဆိုတော့တွင်းပေးရမှာပေါ့နော်အဲ့တော့ကျွန်တော် April တို့ဒီ light တွေကိုကိုကသုံးပြီးသွားတဲ့အခါမှာဒီထဲကိုပြန်ထည့်လိုက်ပြီဆိုရင်လည်းသူကဒီ case လေးကပေါ့နော် power bank သဘောမျိုးအနေနဲ့အားသွေးပေးထားမှာဆိုတော့အဆင်ပြေပါတယ်မသုံးမကြည့်ရသေးတော့ပေါ့နော် Honor review တွေပါရတော့အဲ့လိုတော့ review တော့မပေးလို့မရသေးဘူးပေါ့နော်ကိုကကိုသုံးကြည့်အောင်မအဆင်ပြေလားမပြေလားပြီးတော့ဒါကတော့သူ့ရဲ့ဒီ accessory ပေါ့အားသွင်းကြိုးလေးဒီလိုလာပါတယ်ကြိုးပဲပါတယ်ဒီလိုလေးလာပါတယ်ဒါကသူ့ရဲ့အာသွင်းကြိုးလေးပါဒီဟာကကြတော့ဟိုမိုင်းနှစ်ခုအတွက်ပေါ့နော်ဒီမိုင်းလေးတွေရဲ့ဒီထိတ်မှာဆူညံတန်လေးတွေရှော့ချအောင်လို့ထင်တယ်အဲ့လိုမျိုးတက်ရတဲ့ဟာလေးပေါ့နော်ဒါမျိုးလေးလာမှာပါတက်လိုက်ပြီဆိုရင်ဒီတိုင်းလေးလာမှာသူကတော့မိုက်ကဒီနှစ်ခုပါတာဆိုတော့2ယောက်ပေါ့နော်အတူတူတွဲပြီးတော့သုံးလို့ရတယ်ပြီးတော့ဒီအမေးဖြီလည်းအဲ့လိုမျိုးလေး2ယောက်ပေါ့နော်အမေးဖြီလေးတွေသွားမယ်ဆိုလို့ရှိရင်လည်း okay ပါတယ် April ဝယ်ခဲ့တာကတော့ဒီ digital လို့ခေါ်ရလား digital လို့ခေါ်ရလားမသိဘူး digital ကိုမှ model ကကြတော့ DWN103 ပါဒီနှုန်းလေးကလည်း3သိန်းကျော်ပဲရှိတယ်ပေါ့နော်အဲ့တော့ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးပါ